ကျွန်တော်တို့ရှေဟောင်းကျန်းစာရီထဲကနတ်တီဆိုတာတကယ်တော့ကျွန်တော်တို့အခုမြင်နေရတဲ့အာကာသကြီးနဲ့ချိတ်ဆက်နေတာများလားဒီနေ့မှာတော့သိပ္ပံပညာနဲ့နာလောကကြာကဟော့ဖုံးထားတဲ့ဆက်နွယ်မှုတွေကိုအတူတူစူးစမ်းကြည့်ကြရအောင်မြန်မာရိုးရာယုံကြည်မှုတွေမှာနတ်ပြည်6ထပ်ကိုအစင်စင်မြင့်တက်သွားတဲ့ပုံပြီးမှန်ဒီအဖြစ်ဖော်ပြလေးရှိပါတယ်ဒါဟာခေတ်တဲ့နက္ခတ္တဗေဒရဲ့အလွာလိုက်တည်ရှိနေတဲ့ galaxy တွေနဲ့ဆင်တူနေတာကတော့တိုက်ဆိုင်မှုတက်တက်ပဲလားသိပ္ပံပညာရှင်တချို့ကတော့ကျွန်တော်တို့မမြင်နိုင်တဲ့တခြားသော dimension တွေရှိနေနိုင်တယ်လို့ယူဆကြပါတယ်အဲ့ဒီ dimension တွေဟာနတ်ပြည်ဆိုတဲ့နေမြေတွေဖြစ်နေနိုင်မလားဆိုတာစိတ်ဝင်စားစရာပါပဲနတ်သားတွေရဲ့တွာလာမှုမြန်ဆန်ပုံဟာအလင်းရဲ့အလင်းထက်မြန်တဲ့ခရီးတွာလာမှုမျိုးဖြစ်နိုင်ပါတယ်ဒါဟာအာကာသထဲကဝေလံတဲ့ galaxy တွေကြားကူးလူနေတဲ့အစမစ်နည်းပညာတစ်ခုလည်းဖြစ်နိုင်တာပေါ့နတ်ပြမာတွေဟာရုပ်ခန္ဓာမရှိပဲစွမ်းရင်တန်တန်နဲ့တည်ရှိနေကြတာလို့ဆိုကြပါတယ်ဒါဟာသိပ္ပံပညာကရှာဖွေနေတဲ့အမောင်စွမ်းအင် dark energy ဒါမှမဟုတ်တခြားစွမ်းအင်ပုံစံတွေနဲ့ဆက်ဆက်နေမလားအာကာသထဲမှာအောက်ဆီဂျင်မရှိပေမဲ့နတ်ပြည်မှာတော့သူတို့နဲ့ကိုက်ညီတဲ့ပတ်ဝန်းကျင်ရှိတယ်လို့ဆိုပါတယ်ဒါဟာတခြားသောဂိုးကဘာဒီပေါ်ကအစင်မြင့်တက်ရှိတွေရဲ့ညီထိုင်မှုပုံစံထင်နေနိုင်ပါတယ်နတ်ပြည်ရဲ့အချိန်နဲ့လူပြည်ရဲ့အချိန်ကွာခြားမှုဟာအိုင်စတိုင်းရဲ့နန်းညာ theory နဲ့လည်းတူညီနေပါတယ်အချိန်အဟုန်ပြင်းတဲ့နေရာတွေမှာအချိန်ဟာနှေးကွေးသွားတတ်တာကိုသိပ္ပံပညာကသက်သေပြပြီးသားပါမျက်စိတမိတ်အတွင်းရောက်ရှိနိုင်တဲ့စွမ်းအားဟာ quantum teleportation နဲ့ဆင်တူနေတာကိုသတိထားမိကြမှာပါစာချုပ်ဝလာကြီးတစ်ခုလုံးဟာကွန်ရက်တစ်ခုလိုချိတ်ဆက်နေတဲ့ဆိုတာအံ့တော်စရာမဟုတ်တော့ပါဘူးဒါဆိုနတ်ပြည်ဆိုတာကျွန်တော်တို့မရောက်နိုင်သေးတဲ့အာကာသရဲ့အစွန်အဖျားကနေရာတွေလားဒါမှမဟုတ်ကျွန်တော်တို့နဲ့ထပ်တူတည်ရှိနေတဲ့တခြားသော multiverse တစ်ခုလားအကယ်၍ကျွန်တော်တို့သာအာကာသကိုပုံမနက်နက်ရှိုင်းရှိုင်းလေးလာနိုင်ရင်နတ်ပြည်ရဲ့လိုဘချက်တီကိုရှာတွေ့နိုင်မလားအနာဂတ်ရဲ့ဤပညာတွေကဒီမေးခွန်းအတွက်အဖြေအော်ပေးနိုင်လိမ့်မယ်လို့မျှော်လင့်လာပါတယ်ယုံကြည်မှုနဲ့သိပ္ပံပညာဟာတကယ်တော့တစ်ခုနဲ့တစ်ခုစန့်ကျင်နေတာမဟုတ်ပဲအမြင်မတူတာပဲဖြစ်နိုင်ပါတယ်စကြဝဠာရဲ့နည်းနည်းမှုဟာကျွန်တော်တို့စိတ်ကူးထားတာထက်ပိုပြီးကျဲပြန့်နေတာအမှန်ပါပဲနတ်ပြည်နဲ့အာကာသဟာတကယ်တော့တနေတာတဲ့ကိုပဲနာမည်နှမျိုးခေါ်နေတာလည်းဖြစ်နိုင်ပါတယ်ပင်ကောဘလူးထင်ပါတယ်နောက်ထပ်စိတ်ဝင်စားစရာအကြောင်းအရာတွေအတွက်ကျွန်တော်တို့ကိုစောင့်ကြည့်ပေးကြပါဦး